ကျောင်းသားလေးတစ်ယောက်ဟာသူ့ရဲ့ခောက်ဆွဲစွပ်ပြုတ်ထဲမှာသူ့အတန်းဖော်ရဲ့လေပင်ကတတူးစာလုံးအတိုင်းပါနေတဲ့အသားတစ်ဖက်ကိုတွေ့ရှိသွားခဲ့ပါတယ်။တကယ်တော့စွပ်ပြုတ်ရည်ကိုပိုပြီးအရသာရှိစေဖို့အတွက်ဂျူလီဟာသူ့မသားရဲ့ခောက်ကိုပတ်တီးတွေနဲ့ပတ်တန်အိုးကြီးထဲထည့်ပြီးမီးအေးနဲ့နာရီ30ကြာအောင်တီးခဲ့တာဖြစ်ပါတယ်။အဲ့ဒီလိုနဲ့မွေးကြိုင်ပြီးအရသာရှိတဲ့ခောက်ဆွဲပြုတ်ရည်ကိုရရှိခဲ့တာပါ။ဂျူလီရဲ့ခောက်ဆွဲဆိုင်လေးဖွင့်လိုက်တာနဲ့အရသာမြည်ဆန်းကျင်ကြတဲ့ကျောင်းသားတွေအုံကြွကြွရောက်လာကြပါတယ်။ဘာလို့လဲဆိုတော့ဒီခောက်ဆွဲရဲ့အရသာကတခြားနဲ့မတူပဲတပွဲစားပြီးတာနဲ့နောက်တပွဲထပ်စားခြင်းလောက်အောင်ဆွဲဆောင်မှုရှိလွန်းလို့ပါ။ကျောင်းသားအများစုကတော့ဒီစွပ်ပြုတ်ထဲမှာတခုခုထူးခြားတဲ့လှုပ်ဝက်ချက်ပါဝင်နေမယ်လို့တန်တရားဝင်နေကြပါတယ်။အဲ့ဒီအမှန်တရားကိုဖော်ထုတ်ဖို့အတွက်နာမည်ကြီး blog ရေးသူချက်တယောက်ဆိုင်ကိုရောက်လာခဲ့ပါတယ်။သူ့ရဲ့ follower စီကရတဲ့ဆုလက်တွေကြောင့်ဂျက်ဟာတက်တီမွေးပြီးစွပ်ပြုတ်ရည်ရဲ့လှုပ်ဝက်ချက်ကိုရှာဖွေဖို့မိဖို့ချောင်းတဲကိုခိုးဝင်ခဲ့ပါတယ်။သူ့အိုးဖုံးကိုလှမ်းမဲ့အချိန်မှာပဲဂျူလီပြန်ရောက်လာပါတယ်။ဒါပေမဲ့ပရိသတ်တွေရဲ့အားပေးမှုကြောင့်ဂျက်ဟာအမှန်တရားကိုဆက်လက်ဖော်ထုတ်ဖို့ကြိုးစားခဲ့ပါတယ်။သူတို့နှစ်ယောက်ရုံရင်းဆန်ခတ်ဖြစ်ရင်းစွပ်ပြုတ်အိုးကြီးမြေကြီးပေါ်မှောက်ကျသွားခဲ့ပါတယ်။အဲ့ဒီအခါမှာထူးဆန်းတဲ့အယိုးအချို့ကိုကျက်မြင်လိုက်ရပါတယ်။အဲ့ဒီအယိုးတွေကခွေးဦးကောင်းခွန်တွေနဲ့ဆင်တူနေပါတယ်။အဲ့ဒီဒေတာမှာခွေးသားစားတာကတရားမဝင်တာကြောင့်ဂျက်ဟာဒါကိုအကြီးအကျယ်သတင်းဖြန့်ပြီးနာမည်ကြီးအောင်လုပ်ခဲ့ပါတယ်။ဒါပေမဲ့သူသတိမထားမိလိုက်တာကလူတိုင်းအာယုံလွဲနေချိန်မှာတစုံတစ်ယောက်ကပတ်တီးစီးထားတဲ့လူဦးကောင်းကိုဝက်လိုက်တာပဲဖြစ်ပါတယ်။အတန်းဖော်တွေရဲ့ကဲရဲ့ပြစ်တင်မှုတွေကြားမှာဂျူလီကတော့ဘာမှပြန်မပြောခဲ့ပါဘူး။အဲ့ဒီနောက်မှာတော့ဂျူလီရဲ့ဆိုင်ဟာအယောင်းဝယ်တွေထိုးဆင်းသွားပြီးဂျက်ကတော့အဲ့ဒီလွတ်လွတ်မှုကြောင့်တညရင်းချင်းကျောင်းရဲ့နာမည်ကြီးဆုံးဘွားပြဖြစ်လာခဲ့ပါတယ်။သူဟာအထိမ့်မှတ်အနေနဲ့လေဘင်းမှာတက်တူးတောင်ထိုးခဲ့ပါသေးတယ်။တညမှာတော့ဂျက်ဟာညစာထွက်စားဖို့ပြင်နေတော့အနက်ရောင်ဝစ်ဆင်ထားတဲ့လူတစ်ယောက်ကသူ့ကိုနှစ်ကြိမ်တိုင်တိုင်တွန်းထုတ်သွားပါတယ်။ဒါကိုဂျက်ကဒေါသထွက်ပြီးအဲ့ဒီလူကိုဒူးထောက်တောင်းပန်ခိုင်းဖို့နောက်ကနေလိုက်ခဲ့ပါတယ်။မမျှော်လင့်ပဲအဲ့ဒီလူကဓာတ်ထုတ်ပြီးဂျက်ကိုတိုက်ခိုက်ပါတော့တယ်။ကန်ကောင်းလို့ဂျက်ရှောင်တိန်နိုင်ခဲ့ပြီးလွတ်မြောက်သွားပါတယ်။ဒါပေမဲ့ဂျက်ဟာလက်မလျှော့ပဲဂျူလီကသူ့ကိုအမှန်တရားဖုံးကွယ်ဖို့တက်ဖို့ကြိုးစားတယ်ဆိုပြီးဆိုင်ကိုပြန်လာကလက်လွင်ပြီးဆွဆွဲပါတော့တယ်။ဂျူလီကိုရှင်းပြခွင့်တောင်းမပေးပဲစပွဲပေါ်ကမိသားစုတပ်ပုံကိုလက်ညှိုးထိုးပြီးအနက်ရောင်ဝစ်စုံဝတ်ထားတဲ့သူမရဲ့သားဟာလူသက်သမားပဲလို့ဆွဆွဲခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲကျောင်းအုပ်ကြီးကရဲသတင်းပို့ချက်နဲ့အတူရောက်လာပြီးအခြေအနေကိုထိမ့်သိမ်းလိုက်ပါတယ်။အိုးထဲမှာတွေ့ခဲ့ရတဲ့အယိုးတွေကခွေးရိုးမဟုတ်ပဲစွပ်ပြုတ်အတွက်အကောင်းဆုံးဖြစ်တဲ့နိုးဆိုးဝက်ကလေးရဲ့အယိုးတွေသာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။တခဏချင်းမှာပဲဂျူလီဟာလူသက်သမားဖြစ်ကနေတနာစရာကောင်းတဲ့တားကောင်ဘဝကိုရောက်ရှိသွားခဲ့ပါတယ်